ကိုကလေးကစကားပြောနောက်ကြတယ် speech delay ဖြစ်နေတယ်လို့တန်တရားဖြစ်နေရဆိုလို့ရှိရင်ဒီချက်၃ချက်ကြောင့်ဖြစ်နိုင်ပါတယ်နော်ပထမတစ်ချက်က screen time များလွန်းတာပါကလေးလေးတွေကလာသားလေးတွေက screen time အရင်များထားရဆိုလို့ရှိရင်သူတို့စကားပြောရမယ့်အရွယ်တစ်နှစ်မှာစကားပြောတာအရင်နောက်ကျတတ်ပါတယ်ဒီကိုကိုမန်နိုလိုမျိုးဒီ show တွေကအယောင်တွေအရင်များတယ်ပေါ့နော် movement တွေအရင်များတယ်ဖြစ်တဲ့အတွက်ကလေးတွေကို over stimulation ဖြစ်စေပါတယ်အဲ့ဒါမလို့ကလေးတွေကိုအာရုံအရင်ဖမ်းဆနိုင်တဲ့အတွက်ကလေးတွေကအပြင်လောကကိုသူတို့ကဒီအာရုံစိုက်နိုင်စမ်းညော့သွားတယ်ပေါ့နော်အပြင်လောကကိုသူတို့ကစိတ်မဝင်စားတော့ပါဘူးအဲ့ဒါမလို့ဒီကလေးတွေစကားပြောသိခင်မှာကိုကိုမန်နိုလုံးဝမပြတ်နိုင်ပါဘူးနော်ဒုတိယတစ်ချက်ကျတော့မိဘတွေကကလေးလေးကိုစကားများများမပြောတာပါစကားများများပြောတာ input ဖြစ်ပြီးတော့ကလေးလေးကစကားများများနားရည်ဝလာမှဒီသူ့စကားပြောတာကိုအောက်ပို့အနေနဲ့ပြန်ထုတ်ကြတာပေါ့နော်အဲ့ဒါမလို့တတ်နိုင်သလောက်တနေကုန်ပေါ့နော်ကလေးလေးကိုစကားများများပြောပေးပါမိခွန်းနေများများမေးပေးပါနော်တစ်ချက်အနေနဲ့ကြတော့မိဘတွေကကလေးလေးစကားပြောကနေမှလေဖြတ်ပြီးပြောတဲ့အချက်ရှိရယ်နော်အဲ့ဒါလေးမလုပ်ပါနဲ့ဥပမာပြောရမယ်ဆိုလို့ရှိရင်ကလေးလေးကရေစားတယ်ဗိုက်စားတယ်ပေါ့နော်ရေမမန်းအဲ့လိုပြောလို့မရှိသေးတယ်အမေကအော်ဗိုက်စားနေပြီလားရေစားနေလို့လားဆိုပြီးတော့ဖြတ်ပြောတတ်တယ်ပေါ့နော်အဲ့ဒါမလို့ကလေးလေးကိုပေါ့နော်ဒီစကားပြောကနေမှခဏလေးစောင့်ပေးပါသူတို့ကို sentence တစ်ခုလုံးကိုအပြည့်စုံပြောဖို့အခွင့်အရေးပေးပါနော်အဲ့တော့ဒီအချက်၃ချက်ကိုလုပ်နေတဲ့မိမိတွေမိဘတွေရှိတယ်ဆိုလို့ရှိရင်ရှောင်ရှားကြည့်ပါနော်ဒီတစ်လအတွင်းမှာကိုယ့်ကလေးကစကားပြောစွမ်းရည်တိတိကျကျတိုးတက်လာတာကိုမြင်ရပါလိမ့်မယ်ရှင်